မြို့ကြီးတစ်မြို့ရဲ့အဝေးပြေးကာကွယ်ကြီးတစ်ခွန်းထဲမှာပေါ့တွန်းလဲလေးနဲ့ထမင်းကျော်ရောင်းနေတဲ့အဖိုးအဖွားဇနီးမောင်နှံနှစ်ယောက်ရှိတယ်သူတို့မှာသားတော်သမီးကလည်းမရှိလူငါးတွေနဲ့ရောင်းရအောင်ကလည်းအဲ့ဒါလောက်အထိထမင်းဆိုင်ကရောင်းမကောင်းတော့ကိုယ်တိုင်လင်မယားနှစ်ယောက်တည်းကြိုးစားပြီးရောင်းကြရတာပေါ့တခါအဖိုးကြီးသိပ်ပင်မနေတာမြင်ရတဲ့အဖွားကကျုပ်တို့မှာဆေးဘေးမီးယူသားသမီးမရှိခဲ့လို့ခုလိုအဖိုးကြီးဆင်းရဲနေရတာကိုကျမစိတ်မချမ်းသာဘူးအဖိုးကြီးရဲ့လို့ပြောရှာတယ်ဒီတော့လေအဖိုးကြီးကငါကတော့အဲ့လိုမခံစားမိပါဘူးအဖွားကြီးရဲ့ခုငါတို့လုံနိုင်သမျှလုံတယ်ရသမျှစုဆောင်းမိနဲ့ပူစရာလည်းသိပ်မရှိပါဘူးကို့လုံအားကို့စုဆောင်းမှုနဲ့အတူအခါကြီးရက်ကြီးတွေမှာလည်းဖျားသွားကြောင်းတက်နဲ့ကုသိုလ်ကောင်းမှုတွေပြုနိုင်လာပဲမဟုတ်လားအဖွားကြီးရဲ့ကို့လုံအားနဲ့ကိုရက်တီးရတဲ့ဘဝရဲ့ဒုက္ခသားသမီးတွေစီကိုလက်ဖြန့်တောင်းရမယ့်ဒုက္ခတွေလည်းမရှိတာဘဝမှာကျေနပ်စရာလို့မြင်စမ်းမှာအဖွားကြီးရဲ့လို့ပြောရှာတယ်ဒီတော့လေအဖွားကြီးကရှင်ပင်မနာကိုမြင်နေရလို့ပြောတာပါတော့တဲ့အဲ့ဒီအချိန်မှာပဲထမင်းစားပြီးထပြန်သွားသူတွေရဲ့ပကံတွေဆေးဖို့မိဖို့တဲ့မိတွေထဲဖို့နဲ့အဖိုးကြီးဟာချွေးတလုံးလုံးနဲ့တနေ့ကုန်အလုပ်တွေမနာခဲ့ရပါဘူးညနေမိုးချုပ်လို့ဆိုင်သိမ်းမယ်လို့တော့မှနေ့လေတနာရီလောက်ကလေးကဆိုင်ဘေးနားကမြေကြီးပေါ်မှာပီနာအိတ်ကလေးနှလုံးနဲ့ကားထွက်ဖို့စောင့်နေတယ်လို့ထင်ရတဲ့အဖိုးနဲ့အဖွားနှစ်ဦးရှိနေတာကိုသတိလေးထားမိတယ်ဒီတော့ထမင်းကျော်ရောက်တဲ့အဖိုးကြီးကမေးလိုက်တယ်အဖိုးတို့အဖွားတို့ဘယ်သွားကြမလို့လဲလိုက်မယ်ကမထွက်သေးလို့လားမိုးလဲချုပ်တော့မယ်ဆိုတော့အဖိုးကြီးဖြစ်သူကမဟုတ်ပါဘူးဗျာကျွန်တော်တို့သားလေးစောင့်နေတာပါတဲ့သားလေးကကျွန်တော်တို့ကိုဒီနားကစောင့်နေသူကားလက်မှသွားဖြတ်လိုက်အောင်မယ်ဆိုပြီးထွက်သွားတာဗျသားလေးအဆင်မပြေဒုက္ခတွေများတွေ့နေလားမသိပါဘူးဗျာကျွန်တော်ကလည်းလိုက်သွားပြီးရှာရအောင်မျက်စိကမမြင်ဘူးဗျသားလေးအတွက်စိတ်တွေပူတာဗျာဖြစ်ရင်ကူညီပါအောင်လို့ပြောရှာတယ်အော်ဟုတ်လားဒါနဲ့ဘယ်ကိုသွားကြမလို့ထွက်လာကြတာလဲဆိုတော့ဖွားကြီးကသားလေးကပြောတာတော့သူရှာထားတဲ့နေရာလေးတစ်ခုစီသွားကြမယ်ဆိုပြီးထွက်လာခဲ့ကြတာပဲအဲ့ဒီသွားမဲ့နေရာရဲ့လိပ်စာဆိုလားဟောဒီမှာစာရွက်လေးနဲ့ရေးထားတယ်ကျမကိုပေးထားတာကျမကလည်းစာမတက်တော့မသိဘူးဆိုပြီးတော့လက်ထဲကစာရွက်ကလေးကိုထမင်းဆိုင်အဖိုးကြီးကိုပေးလိုက်တယ်အဲ့ဒီခါမှာတော့ထမင်းဆိုင်ကအဖိုးနဲ့အဖွားဟာနှစ်ယောက်တူစာကိုအတူဖတ်လိုက်ကြတယ်စာထဲမှာဒီအဖိုးအဖွားကိုနိစ္စရာလူအုပ်ယုံဖြစ်စီပရဟိတတစ်ခုခုစီဖြစ်စီပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ခမညာတဲ့စာကိုဖတ်ပြီးတဲ့အခါမှာတော့အတိတ်ပဲတွေပြေဝနေတဲ့အကြည့်တွေနဲ့ထမင်းဆိုင်ကအဖိုးနဲ့အဖွားဟာတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ထမင်းဆိုင်အဖိုးကြီးရဲ့စိတ်ထဲမှာလဲအတွေးတွေအများကြီးနဲ့ပေါ့ဒါတွေဟာအတိတ်ဘဝကဝကြွေးကန်နေလို့ပြောရမှာလားဒီဘဝရဲ့လှုပ်ဆောင်မှုအမှားကန်နေကြောင်ဖြစ်တာလားသားသမီးတွေကိုအားကိုးယုံစားပြီးဘဝကိုရှိသမျှသားသမီးတွေစီပုံအောပြီးအနှံခဲ့ကြလို့လားကိုဘဝကိုကိုအလုတ်ကိုအပြော့ကိုစိတ်ကူးတွေနဲ့ကိုအားကိုးပြီးတော့မတီဆောက်ခဲ့ကြလို့လားသားသမီးတွေကိုလိမ်မာအောင်ယဉ်ကျေးအောင်တိတတ်အောင်မိဘတွေအပေါ်တန်ဖိုးထားတတ်အောင်သင်ပြဆုံးမရမယ်မိဘဝတ္တရားတွေပြက်ကွက်ခဲ့ကြလို့လားဒီလိုဖြစ်ရခြင်းရဲ့အကြောင်းတရားအမှန်ကဘာလဲထမင်းဆိုင်ကအဖိုးကြီးအဖွားကြီးလင်မယားနှစ်ဦးဟာစာရွက်ကလေးကိုင်းပြီးတော့ငိုင်ငံကြီးရက်နေကြတယ်တဏီကုံထိုင်းနေတဲ့အဖွားကလည်းစာရွက်လေးဖတ်နေတဲ့အဖိုးစီကဘာပြန်ပြောမှလဲဆိုတာကိုကြည်ကြားကျင်နေတဲ့အကြည့်တွေနဲ့မျက်နှာလေးမော့ပြီးကြည့်နေရှာတယ်မျက်စိမမြင်တဲ့အဖိုးကလည်းစာဖတ်နေကြတဲ့သူတို့စီကဘာပြန်ပြောတာကြားရမလဲဆိုတာနားလေးစွတ်နေလေရဲ့ပေါ့ထမင်းဆိုင်ကအဖွားကြီးကတော့ဖះဟောခဲ့တဲ့အတ္တာဟိအတ္တနောနာထောကိုသာအာကိုရာလို့ဖះပြောခဲ့တဲ့စကားလေးကိုကြားရောက်လာပြီးရင်ထဲနှလုံးသားထဲကနေဗုဒ္ဓဖះကိုလေးလေးစားစားနဲ့ဘသူမှမကြားတဲ့ကြော်ချင်းနဲ့ကြော့ရှိခိုးနေလေရဲ့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တ
ဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးအတိတရားများတတိတရားများတိုးပွားနိုင်ကြပါစေ